ကျင်နာတနာတတ်တဲ့တခိုးသားရဲ့အမေကတော့သားကိုလူကောင်းတယောက်ဖြစ်စေချင်တာပါဒါပေမဲ့အခုချိန်မှာအမေတော့အရင်ကိုဆင်းရဲလို့တော့ဘရင်ကိုပေးဖို့အခွင့်အရေးတောင်မရှိဘူးအမေရဲ့စိတ်မပူပါနဲ့ကျွန်တော်ငွေ40ကိုရှာထားပြီးပြီဒါဟာနတ်ဖျားတွေပေးတဲ့ဆုလက်ပဲဖြစ်ရမယ်ဒီငွေတွေသုံးပြီးတော့ဘယ်သူမှမသိအောင်လှုပ်လိုက်မယ်အမေတခါတော့ကခိုးယူတဲ့လုံနဲ့အသက်မွေးဝမ်းကြောင်ပြူတဲ့မောင်ကြားဆိုတဲ့ကောင်လေးတယောက်ရှိပါတယ်အဖေဖြစ်သူတေဆုံးသွားပြီးနောက်မှာမိခင်ဖြစ်သူတော်အေးနဲ့မောင်ကြားနှစ်ယောက်တည်းကြံခဲ့ပါတယ်။မောင်ကြားဟာပညာရှိဖို့လှလှဖို့စိတ်ကူးမရှိပဲညဘက်ဆိုရင်သူများပစ္စည်းတွေခိုးဝက်ပြီးအသက်မွေးပါတယ်။တော်အေးကဘလောက်ပဲဆုံးမပေမဲ့မောင်ကြားကနားမထောင်တဲ့အတွက်နောက်ဆုံးမှာတော့ကြောင်းအပ်ပေးပြီးစာပေသင်ကြားစေပါတယ်။မောင်ကြားမင်းအမေကမင်းကိုပညာတတ်တယောက်ဖြစ်စေချင်လို့ကြောင်းအပ်ပေးထားတာ။ဒါပေမဲ့မင်းကဘာလို့ဒီလောက်တောင်မှပြင်းရနေရလဲ။အခုချက်ချင်းစာကိုကယူဆိုင်ပြီးသင်စမ်း။တင်မောက်ဖေဟာမောင်ကြားမင်းကစာမရတာလားဒါမှမဟုတ်စာမသိချင်တာလားဂျိုးစာမရမှာပေါ့ကွာငါမင်းကိုတော်စေချင်တယ်တိုးတက်စေချင်တယ်ဒါကြောင့်ပဲဆုံးမနေရပေါ့ဒါပေမဲ့ဆရာတော်ကဘလို့ပဲဆုံးမနေပါစေမောင်ကြားတယောက်ပညာစိတ်ဝင်စားပဲအရှင်လိုပဲမောင်ကြားတယောက်ပညာစိတ်ဝင်စားပဲအရင်လိုပဲသူတစ်ပါးပစ္စည်းတွေကိုခိုးဝက်ကအမေဖြစ်သူတော်အေးကိုလှုပ်ကြွေးနေစေပါတနေ့မှာတော့ဘရင်ကြီးကနန်းတော်မှာမူးမတ်တွေခေါ်ယူပြီးအမိန့်တော်တရက်ထုတ်ပြန်လိုက်ပါတယ်။အမတ်ကြီးတို့မြို့စားမခန့်ရသေးတဲ့မြို့တစ်မြို့လစ်လက်နေတယ်။အဲ့ဒီမြို့အုပ်ချုပ်ဖို့အတွက်အခွန်တော်ငွေ40ကိုဘရင်ပန္နာတော်ထဲကိုအရင်ဦးဆုံးပေးသွင်းနိုင်တဲ့သူကိုမြို့စားရာထုတ်ပေးရမယ်။ဘရင်ကြီးရဲ့အမိန့်ကိုကြားတဲ့အခါမှာအရာရှိငယ်လေးတယောက်ဟာမြို့စားရာထုတ်ကိုရချင်လို့စိတ်ပူပန်နေပါတယ်။ညရောက်တဲ့အခါအဲ့ဒီအရာရှိငယ်လေးကသူ့ရဲ့ဇနီးဖြစ်သူနဲ့တိုင်ပင်ပါတယ်။မိမရေဘရင်ကြီးကမြို့စားရာထိုးအတွက်ငွေ40သွင်းနိုင်တဲ့သူကိုမြို့စားခတ်မယ်တဲ့ငါအဲ့ဒီရာထိုးအရန်လိုချင်တာပဲအိုးအကူရဲ့အကူမြို့စားဖြစ်တာကိုကျမလည်းအရန်မြင်ချင်တာပေါ့ဒါပေမဲ့ငွေ40ဆိုတာကျမတို့အတွက်တော့တကယ်ကိုများလို့နဲ့ပမာဏပါလားရှင်အရာရှိငယ်လေးဟာစိတ်ပြက်လက်ပြက်နဲ့ညှင်းညူ့ရင်ကောင်းကင်ပုံကိုတိုင်တယ်ပြီးဆူတောင်းလိုက်ပါတယ်အိုးနှစ်ကောင်းနှစ်မြတ်တို့ရေကျွန်တော်မြို့စားရာထိုးရချင်လွန်းလို့ပါဒါပေမဲ့ငွေ40ကိုဘယ်ကားမှမရှာနိုင်တော့ပါဘူး။ကျေးဇူးပြုပြီးကူညီပေးတော်မူပါ။အဲ့ဒီချိန်မှာပဲအိမ်ဘေးနားကိုခိုးဖို့ရောက်လာတဲ့မောင်ကြားဟာအရာရှိငယ်ရဲ့ဆူတောင်းတန်ကိုကြားသွားပါတယ်။မောင်ကြားဟာသူ့ရဲ့ခိုးထားတဲ့ငွေ40ကိုထုတ်လိုက်ပြီးအရာရှိငယ်တို့အိမ်ပတင်းပေါက်ကနေတဆင်အထဲကိုလှမ်းပစ်ပေးလိုက်ပါတယ်။နောက်နေ့မနက်လင်းတဲ့အခါမှာအရာရှိငယ်ဟာပတင်းပေါက်နာမှာအထုပ်တစ်ထုပ်ကိုတွေ့လိုက်ရပါတယ်။မမြလေးရေမမြလေးကြည်စမ်းမအောင်ကွာငါတို့ဆူတောင်းပြည့်ပြီတကယ်ကိုနတ်ဖျားတွေပေးလိုက်တာပဲဒီမှာငွေ40အတိကျပဲကွာအိုးတကယ်ကိုအံ့ဩစရာပါလားရှင်အကိုကြီးအခုတော့အကိုကမြို့စားဖြစ်တော့မှာပေါ့နော်ညနေဆောင်တဲ့အခါမှာတော့အရာရှိငယ်ဟာငွေ40ယူပြီးနန်းတော်သွားရောက်ကဘရင်ကြီးကိုပေးအပ်လိုက်ပါတယ်ဘရင်ကြီးလည်းအရာရှိငယ်ရဲ့ယူသားမှုသဘောကျပြီးမြို့စားရာထူးကိုပေးအပ်လိုက်ပါတယ်အရာရှိငယ်တယောက်မြို့စားရာထူးရသွားတဲ့အခါမှာမောင်ကြားကလည်းအဲ့ဒီမြို့နယ်ထဲကိုပြောင်းရွှေ့လာပြီးခိုးဝက်မှုတွေကိုဆက်လုပ်ပါတော့တယ်။ဒီတစ်ခါမှာတော့မောင်ကြားအဖမ်းခံလိုက်ရပါတယ်။ဟေးမင်းကရုပ်ရည်တန်းတန်းလေးနဲ့တခိုးဖြစ်နေပါလား။ဒီကောင်ချက်ချင်းပဲမြို့စားကြီးစီခေါ်သွားကြစို့။ရွာသားတွေကမောင်ကြားကိုဖမ်းဆီးပြီးမြို့စားကြီးစီခေါ်ဆောင်သွားပါတယ်။မြို့စားကလည်းအခုလိုအမိန့်ပေးလိုက်ပါတယ်။ဒီတခိုးကိုခုချက်ချင်းထောင်ထဲမှာချုပ်ထားလိုက်ပါ။ငါ့အိမ်အောက်ကထောင်ခန်းထဲမှာပဲထားလိုက်ကြ။ညနေတကောင်အချိန်မှာတော့ထောင်ထဲမှာပိတ်လောင်ခံထားရတဲ့မောင်ကြားတယောက်စိတ်ပြက်လက်ပြက်နဲ့တယောက်တည်းရေရွတ်နေပါတော့တယ်။ဟာငါတော့ဒုက္ခပါပဲ။ဟိုတုန်းကသူမြို့စားဖြစ်ချင်တယ်လို့တိုင်နေဆုတောင်းတာကိုတနာလို့ငါစီကငွေ40တောင်ပေးခဲ့မိတာ။အခုတော့သူကမြို့စားဖြစ်သွားပြီ။ငါ့ကိုဂျေဆုဆက်မဲ့စားထောင်ထဲမှာပိတ်လောင်ပြီးနှိပ်စက်နေပါလား။မောင်ကြားကဒီစကားကိုပဲခါခါပြန်ပြောနေပါတယ်။အပေါ်ထက်မှရှိနေတဲ့မြို့စားမင်းနဲ့သူ့ရဲ့ဇနီးဟာထောင်ထဲကမောင်ကြားပြောတဲ့စကားသံတွေကိုကြားသွားတဲ့ခါမှာတော့အလွန်အမင်းကိုအံ့ဩသွားပါတယ်။မိမကြီးဒီတခိုးပြောတဲ့စကားကိုကြားလိုက်လား။ငွေ40အကြောင်းပြောနေပါလား။ငါတို့မြို့စားဖြစ်ဖို့ငွေ40ရခဲ့တဲ့အကြောင်း तू ကဘလို့သိညာလဲ။တကယ်ကိုထူးဆန်းလိုက်တာ။ဟုတ်တယ်ရှင်။ तू ပြောတဲ့စကားတွေကအရင်ကထူးဆန်းနေတယ်။သူ့ကိုခေါ်ပြီးတေချာမေးကြည့်ရအောင်လားရှင်။ဒီလိုနဲ့မြို့စားမင်းလဲအိမ်အောက်ရှိထောင်ခန်းထဲကိုဆင်းသွားပြီးမောင်ကြားကိုမေးမြန်းလိုက်ပါတယ်။ဟေးမောင်ကြားမင်းအခုနပြောသွားတဲ့စကားတွေကဘာလို့ဆိုလိုတာလဲငါတို့နားလေတယ်လို့နဲ့မရှင်းမလင်းဖြစ်နေတယ်အခုချက်ချင်းအမှန်တိုင်းအကုန်ပြောပြစမ်း
ဟုတ်ကဲ့ပါမြို့စားမင်းကျွန်တော်ကတခိုးတယောက်ပါညတိုင်းသူများပစ္စည်းခိုးပြီးအသက်မွေးရတာပါတညမှာမြို့စားမင်းမဖြစ်ခင်ကမောင်ဖိုးတို့လင်မယားနှစ်ယောက်ငွေ40မရှိလို့ဒုက္ခရောက်နေတာကိုကြားလိုက်ရပါတယ်အဲ့ဒီအချိန်မှာကျွန်တော်အရန်ကိုတနာသွားမိတယ်မောင်ကြားကအဲ့ဒီညကသူကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာတွေကိုအမှန်တိုင်းပြောပြလိုက်ပါတယ်အဲ့ဒါနဲ့ပဲကျွန်တော်အိတ်ထဲကငွေ40ကိုထုတ်ပြီးအထုပ်ကလေးနဲ့ချီပြီးပတင်းပေါက်နားမှာချထားပေးခဲ့တာပါအဲ့ဒီနောက်မှာမောင်ဖိုးတို့မြို့စားဖြစ်သွားတယ်လို့ကြားရပါတယ်ဒါပေမဲ့ဒီနေ့တော့ကျွန်တော်ခိုးမှုနဲ့အဖမ်းခံရပြီးတီးရောက်လာတာပါအခုတော့ကျွန်တော်မောင်ဖိုးတို့ကိုယ်တိုင်ပဲထောင်ချလိုက်တာပေါ့လေ။အိုးမောင်ကြားမင်းပြောတာအကုန်လုံးအမှန်တွေကြီးပဲ။ငါမြို့စားမင်းဖြစ်လာတာမင်းရဲ့ကျေးဇူးကြောင့်ပဲ။ငါမင်းကိုအထင်မှားပြီးရက်ဆက်မိသလိုဖြစ်သွားပြီ။မင်းကငါရဲ့ကျေးဇူးရှင်ပဲ။မကြောက်ပါနဲ့ကွာ။ငါမင်းကိုအပြစ်ပေးတော့မှာမဟုတ်ဘူး။ငါတို့ညအခုအားစပြီးတငယ်ချင်းတွေဖြစ်ကြတာပေါ့။မောင်ဖိုးမြို့စားကအိမ်ပေါ်ပြန်တက်သွားပြီးနောက်တနေ့မနက်မှာပဲမောင်ကြားကိုလွှတ်ပေးလိုက်ပါတယ်။မောင်ကြားမင်းငါ့အိမ်မှာပဲနေတော့ခိုးတဲ့အလုပ်ကိုတော့အခုအစပြီးရက်လိုက်ပါတော့ကွာမြို့စားကြီးခိုးတဲ့အလုပ်ကိုတော့ကျွန်တော်မရက်နိုင်သေးဘူးအဲ့ဒီအလုပ်ကနေရတဲ့ပစ္စည်းတွေနဲ့ကျွန်တော်အမေတော်အေးကိုလှုပ်ကြွေးနေရတာပါမြို့စားကငွေ30ပေးကအမေဖြစ်သူအတွက်ပို့ပေးရန်ပြောပေမဲ့မောင်ကြားကလက်မခံခဲ့ပါဘူးမောင်ကြားကသူ့အိမ်ကိုပဲပြန်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာနန်းတွင်းမှာတော့ရမရစ်အရာရှိကြီးနဲ့အခြားအရာရှိကြီးတဦးတို့မှလှပေါင်းများစွာစကားများရန်ဖြစ်နေကြပါတယ်ငါတီရမရှိကိုမုန်းလိုက်တာသူ့ကိုဖယ်ရှားပြဖို့နီလန်တစ်ခုတော့ရှာမရမယ်အဲ့ဒီအရာရှိကြီးမှယုံကြည်ရတဲ့အစီခံမိန်းကလေးတအုပ်ရှိပြီးသူ့ကိုအကူအညီတောင်းဖို့စဉ်းစားနေပါတော့တယ်မတ်ရွှေငါမှအခက်အခဲတစ်ခုရှိနေတယ်ငါရမရစ်ကိုတတ်ပစ်ချင်တယ်မင်းငါအတွက်ဒီလောက်ကိုလှုပ်ပေးနိုင်မလားကျမကိုယုံကြည်လို့ပြောတာပါပဲရှင်လှုပ်ပေးနိုင်ပါတယ်ဘာလို့ရမလဲဆိုတာသာမိန့်တော်မူပါအရှင်မင်းကတိတ်လိမ်မာတာပဲငါအကြံစီကသူ့ကိုတတ်ဖို့ပဲမင်းငါစီကထွက်သွားပြီးရမရစ်စီမှာအစီခံဖြစ်သွားနေပါသူ့ကိုကောင်းကောင်းမွန်မွန်အလုပ်ကျွေးပြုပြီးသူ့ရဲ့အယုံကြည်ကိုရအောင်ယူပါမင်းသူ့ရဲ့အယုံကြည်ရပြီဆိုရင်တညကြာသူ့အိပ်ပျော်တဲ့ချိန်မှာအရေးကြိုထားတဲ့ခဲရည်ပူပူသူ့ပါဆက်ထဲလောင်းထည့်လိုက်ပါသူတေသွားရင်ဘယ်သူမှမသိနိုင်ဘူးမင်းတီအလုပ်ကိုအောင်အောင်မြင်မြင်လုပ်ပေးနိုင်မယ်ဆိုရင်မင်းကိုကျွန်းအဖြစ်ကနေလွတ်မြောက်အောင်ငွေကြေးနဲ့ရွေးပေးမယ်မတ်ရွှေကလည်းအဲ့ဒီမိန့်ကိုလက်ခံလိုက်ပါတယ်အဲ့ဒီအချိန်မှာမောင်ကြားကသူ့ရဲ့အလေးကျင့်တိုင်းခိုးဝဲဖို့အတွက်အရာရှိကြီးရဲ့အိမ်ဘေးကိုရောက်ရှိနေပြီဖြစ်ပြီးရက်ဆက်တဲ့ကြံစီမှုအလုံးကိုပတင်းပေါက်အပြင်ဘက်ကနေကြားလိုက်ရပါတယ်ဒီနောက်မှာတော့မတ်ရွှေဟာအရာရှိကြီးပြောထားသလိုရမရစ်ကိုလှုပ်ကြံဖို့ကြိုးစားပါတော့တယ်မတ်ရွှေကလအတန်ကြောင်အစီခံပြလောက်ကင်လာရင်ရမရစ်ရဲ့ယုံကြည်မှုကိုရယူခဲ့ပါတယ်ဒီလိုနဲ့တညမှာတော့မတ်ရွှေဟာခဲရည်ကိုကြိုးလိုက်ပြီးအိပ်ပျော်နေတဲ့ရမရစ်ရဲ့ပါဆက်တဲကိုလောင်းထည့်လိုက်ပါတော့တယ်။အိုးယောက်ျားဒါဘလို့ဖြစ်ရတာလဲ။ရမရစ်အရာရှိကြီးရုတ်တရက်သေဆုံးသွားတဲ့အခါမှာရောက်ရှိလာကြတဲ့သူတွေကအလောင်းကိုသေချာစစ်ဆေးကြည့်ရှုကြပေမဲ့အမတ်သားတဆုံတရားမတွေ့ရှိရပါဘူး။ဒီလိုနဲ့စနီးဖြစ်သူဟာဘရင်ကြီးထံသွားရောက်ကတိုင်ကြားပါတော့တယ်။ဘရင်ကြီးကလည်းစုံစမ်းစစ်ဆေးသူများကိုဆေးလွတ်ခဲ့ပေမဲ့အကြောင်းရင်းကိုရှာမတွေ့ခဲ့ပါဘူး။နောက်ဆုံးမှာတော့ဘရင်ကြီးဟာအမိန့်တော်ထုတ်ပြန်လိုက်ပါတယ်။ငါရဲ့အမိန့်တော်ရမရစ်အရာရှိကြီးကိုတပ်ဖြတ်သွားသူကိုဖော်ထုတ်နိုင်တဲ့သူအားလုံးငါရဲ့ရမရစ်ရာထုပေးရမယ်။ဘရင်ကြီးရဲ့အမိန့်ကိုကြားသိလိုက်ရတဲ့မြို့စားမင်းဟာသူ့ရဲ့တငယ်ချင်းဖြစ်သူမောင်ကြားထံအလင်းမြန်သွားရောက်ပါတယ်။မောင်ကြားရင်မောင်ကြားမင်းစီကအရေးကြီးတဲ့ကိစ္စတစ်ခုနဲ့လာခဲ့တာပဲ။ဘရင်ကြီးကရမရစ်ကိုတတ်တဲ့သူကိုဖော်ထုတ်နိုင်ရင်ရမရစ်ရာထုပေးမယ်လို့ကြေညာလိုက်တယ်။ငါအဲ့ဒီရာထုရချင်တယ်ကွာ။အော်အေးပါကွာဘာကိစ္စလဲပြောပါအောင်ငါဘလို့ကူညီပေးရမလဲရမရစ်သိဆုံးသွားတာဘာကြောင့်လဲဆိုတာဘယ်သူမှမသိကြဘူးကွာမင်းကညံကောင်းတဲ့သူဆိုတော့ဒီအမှုကိုဖော်ထုတ်နိုင်မလားလို့လာတိုင်ပင်တာပါငါရာထူးရရင်အတူတူကြီးပွားကြတာပေါ့ကွာမောင်ကြားလဲမောင်ဖိုးရဲ့စကားကိုကြားတဲ့အခါမှာတစ်ချိန်ကသူကြားခဲ့ရတဲ့ရက်ဆက်တဲ့ကြံစည်မှုများကိုပြန်လည်အမှတ်ရသွားပြီးစုံစမ်းရန်စတင်ပြင်ဆင်ပါတယ်အေးလေအဲ့ဒီကိစ္စကိုငါအကုန်သိရပေါ့ဟိုတညငါတခိုးအလုံးနဲ့အပြင်ထွက်နေတော့အရာရှိကြီးတယောက်ရဲ့အိမ်အောက်မှာအကုန်လုံးကြားခဲ့ရတာမောင်ကြားဟာအဲ့ဒီညကအရာရှိကြီးနဲ့အစိခံမိန်းကလေးမတ်ရွှေတို့ကြံစီခဲ့တဲ့အကြောင်းတွေကိုအစဆုံးပြန်ပြောပြလိုက်ပါတယ်အဲ့ဒီအရာရှိကြီးကရမရစ်ကိုမုန်းလို့မတ်ရွှေကိုအစိခံဖြစ်ဆေးလွတ်ခိုင်းတာအဲ့ဒီနောက်ခဲရည်ပူပူပါဆက်ထဲလောင်းထည့်ပြီးတက်ခိုင်းခဲ့တာဒါတွေအားလုံးငါကိုယ်တိုင်ကြားခဲ့ရတာပါမင်းအခုချက်ချင်းဘရင်ကြီးစီသွားပြီးရှောက်တင်လိုက်ရမရစ်ရဲ့အလောင်းကိုပြန်တူပြီးစစ်ဆေးကြည့်ရင်ပ
ပတ်ဆက်ထဲမှာခဲရည်ခဲနေတာတွေ့ရလိမ့်မယ်အဲ့ဒါဆိုရင်တော့မင်းရထူးရမှာအသေးချပဲမောင်ကြားမင်းဟာတကယ်ကိုတငယ်ချင်းကောင်းပဲကျေးဇူးတင်ပါတယ်ကွာမြို့စားမင်းလည်းမောင်ကြားပြောပြတဲ့အတိုင်းနန်းတော်ကိုသွားရောက်ပြီးဘုရင်ကြီးကိုရှောက်တင်လိုက်ပါတယ်ဘုရင်ကြီးလည်းအရန်ကိုအံ့ဩသွားပြီးချက်ချင်းပဲအမိန့်တော်ထုတ်လိုက်ပါတယ်စစ်တီတော်တို့အခုချက်ချင်းသွားပြီးအဲ့ဒီအရာရှိကြီးနဲ့စေခံမိန်းကလေးကိုဖမ်းဆီးပြီးထောင်ထဲမှာပိတ်လောင်ထားလိုက်ကြဘုရင်ကြီးရဲ့အမိန့်တော်တိုင်းပဲရက်ဆက်တဲ့အရာရှိကြီးနဲ့မရွှေတို့အားဖမ်းဆီးလိုက်ပြီးရမရစ်အရာရှိကြီးရဲ့အလောင်းကိုပြန်လဲစစ်ဆေးရန်စီစဉ်ပါတယ်ဒီနောက်မှာတော့ဘုရင်ကြီးရဲ့အမိန့်တော်တိုင်းရမရစ်အရာရှိကြီးရဲ့အလောင်းကိုတူးဖော်စစ်ဆေးလိုက်ရာအလောင်းရဲ့ကတွင်ထဲခဲရည်များစွာကိုတွေ့လိုက်ရပါတယ်အမှုမှန်ပေါ်ပေါက်သွားတဲ့အခါမှာအစီခံမရွှေရလဲအရာရှိကြီးရဲ့စေခိုင်းချက်အတိုင်းပြုလုပ်ခဲ့ရကြောင်းဝန်ခံလိုက်ရပါတယ်ဘုရင်ကြီးလည်းအမှုမှန်ပေါ်သွားတဲ့အခါရက်ဆက်တဲ့အရာရှိကြီးနဲ့မရွှေတို့အားတည်တံပေးလိုက်ပြီးနောက်ဘုရင်ကြီးအားမြို့စားမင်းမောင်ဖိုးကိုရမရစ်ရာထူးပေးအပ်လိုက်ပါတယ်။ရာထူးတက်သွားတဲ့မောင်ဖိုးဟာတငယ်ချင်းဖြစ်သူမောင်ကြားကိုချက်ချင်းပဲခေါ်ယူလိုက်ပါတယ်။မောင်ကြားငါခုလိုရာထူးတက်တာမင်းရဲ့ကျေးဇူးကြောင့်ပဲ။ငါ့ကိုကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကွာ။ငါဖက်ကမင်းနဲ့မင်းအမေကိုတစ်သက်လုံးတာဝန်ယူဆောင်ရှောက်ပါမယ်။ခိုးတဲ့အလုပ်ကိုတော့အခုအစပြီးရှက်လိုက်ပါတော့ကွာ။ကောင်းပါပြီတငယ်ချင်းတခါတော့ပဲထပ်ပြီးတော့ခိုးပြစေအောင်ပြီးငါပြီးပိုင်ရှက်လိုက်ပါတော့မယ်နောက်နေ့မနက်ကိုရောက်တော့မောင်ကြားဟာမောင်ဖိုးစီရောက်လာပြီးခိုးယူလာခဲ့တဲ့ပစ္စည်းတွေကိုပြသလိုက်ပါတယ်တငယ်ချင်းဒါငါရဲ့နောက်ဆုံးချိန်ခိုးလာခဲ့တာပဲဒီနေ့အစပြီးငါခိုးတဲ့အလုပ်ကိုလုံးဝဆွန့်လွတ်လိုက်ပြီသဘောပါပဲတငယ်ချင်းရဲ့မင်းလိုအပ်တာရှင်ငါစီကိုပဲလာခဲ့ပါငါတို့နှစ်ယောက်စလုံးတငယ်ချင်းကောင်းတွေဖြစ်တစ်သက်လုံးအတူတူနေထိုင်သွားကြတာပေါ့အဲ့ဒီအချိန်ကစပြီးမောင်ကြားဟာအမေဖြစ်သူတော်အေးကိုလှုပ်ကြွေးပြုစုပြီးရမရစ်အရာရှိကြီးမောင်ဖိုးနဲ့တူတူပျော်ရွှင်ချမ်းမြေ့စွာနေထိုင်သွားပါတော့တယ်။လူဆိုတာတော့အမားနဲ့မကင်းတတ်ပါဘူးရှင်။အမားလုံးမြင့်တတ်ပေမဲ့မိတ်ဆွေကောင်းတွေရဲ့လမ်းညွှန်မှုနဲ့စေတနာကြောင့်လူကောင်းတယောက်ဖြစ်လာနိုင်တယ်ဆိုတာကိုဒီဆက်လန်းလေးကသင်ခန်းစာပေးပါရဲ့နော်။ခြေရတဲ့ပရိသတ်တွေအားလုံးလည်းမိတ်ဆွေကောင်းတငယ်ချင်းကောင်းတွေနဲ့သာဆုံတွေ့နိုင်ကြပါစေ။